ကျွန်တော်ကြော်ကြီးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ကြော်ဒီရွာပိုင်း3ကနေကျလိုက်ပါတော့ဒီနေ့မှာတော့ရွာကိုအိမ်ပဲဆောက်မှမဟုတ်နဲ့ကျွန်တော်ထူကြတဲ့စိုက်ကင်းနေဘာတွေလုပ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့မြေကန်လေးတွေမြေချောင်းလေးတွေလှုပ်မှာဖြစ်ပါတယ်ကျွန်တော်အိမ်လည်းဆောက်မှာပေါ့လေကျွန်တော်အိမ်ဘယ်လိုဖြစ်မလဲဆိုတာကိုလည်းကြည့်ပေးကြပါဦးโอเคပါโอเคကြည့်ပေးကြပါဦးโอเคဆိုတော့ကျွန်တော်တို့ရဲ့အိမ်ဆောက်ဖို့လားအိမ်မဆောက်ဘူးဆိုတော့ကျွန်တော်ပြီးကျွန်တော်အိမ်ဆောက်ဖို့ဆိုတာလည်းကျွန်တော်ပြန်ပြောပြထားပြီဆိုတော့တို့ရဲ့အိမ်သုံးပစ္စည်းမှအကုန်မှန်တမျှကိုကျွန်တော်ရဲ့ chest ဖြစ်ရောမြင်ပါလို့နော်ရောအိမ်ဆောက်ဖို့ပါဝင်ပစ္စည်းအားလုံးကျွန်တော်ရဲ့ chest ထဲတာခုကြတော့ကျွန်တော်လက်ထဲမှာဘာမှမရှိတော့တော့ကျွန်တော်လိုအပ်တာကြီးကိုယူရမယ်လိုအပ်တာကိုယူရမယ်ဆိုတော့လိုအပ်တာနည်းနည်းများလေးပဲရှိတယ်cycle လို့ကိုဒါရဲ့ကျတော့ကျွန်တော်ရဲ့ netherite sugar ကျွန်တော် cycle လို့ရပါဗျာ sugar ဘာsugar ဘာလို့ကျွန်တော်အစိတ်တွေအစိတ်တွေဒီမှာရှိတယ်အစိတ်တွေဆိုတော့အစိတ်တွေဒီမှာရှိရဆိုတော့ပူတတာစိတ်ရပါမယ် pumpkin melon လည်းတင်လို့အောင်ဟာပူတတာစိတ်တွေတခိုင်းတော့ကျုပ်လွယ်တဲ့စိတ်တွေယူပြီးလိုက်ဆိုတော့ကျွန်တော်ရဲ့cycling ကိုပဲမဆောင်အောင် okay ကျွန်တော် cycling ကိုကျွန်တော်ရွာနဲ့နီးနားမှာပဲဆောင်းမှာဆိုတော့ကျွန်တော်ရဲ့ရွာရဲ့ဒီနားမှာဆိုတော့ဘယ်နားမှာဖြစ်နေမလဲokay ဟုတ်ဒီမှာလည်းရတယ်နော်ရက်တာဒါနဲ့တော့မှာလားဟိုလေစံစပါးတွေစောက်မယ်ဆိုတဲ့ဟာတွေကဒါနဲ့ပဲလုပ်ရမယ်လို့ထင်ပါရဲ့ထင်ပါတယ်โอเคထင်ပြီဆိုတော့လေကျွန်တော်ဒီလိုလေးလုပ်မယ်ဒီဆုံးကျွန်တော်ဒီမှာဒီလိုလေးလုပ်ရမယ်โอเคကျွန်တော်ရဲ့ netherite soil လို့ပါလို့ねはいဘယ်လိုမကြည့်တော့ခဏလိုအပ်တာဒါမဟုတ်ကနကျွန်တော်ဒီတဲပါလို့ဟုတ်တယ်ပါကျွန်တော်တို့ကဒီတဲပုံနဲ့တွေ့တော့ဟောတို့ရီလွတ်တယ်နော်ကျွန်တော်ခုနမိုက်ဖက်နည်းနည်းပဲစားဆိုတော့ဒီနေ့ညတော့ဒီပြန်ဒီလိုလားမင်းမထီးဖြစ်နေမြတ်ဆန်ရဲ့ဒီလဲခုနေတော့ဒီရတော့မလေးဒါ okay yes okay ကျွန်တော်လင်းရတွက်လက်တယ်ရတယ်နဲ့ okay လင်းရတွက်လက်တဲ့လက်ဒီချတော့ဒီနဲ့ကျွန်တော်ကျိုးရမှာလင်းရတွက်လက်တဲ့ဆိုတဲ့ထဲမှာဒီမှာ okay ကျွန်တော်ဒီမှာဒါမျိုးရ okay ခဏကောက်ပို့ကောင်းမယ်ကွနော် okay ကျွန်တော်တီးနံနေတယ်ရှင်လို့လာပါပြီရှင်ထွက်လာပါဘာထွက်ကျင်လို့လားထွက်လို့ရမရသေးဘူးတိုက်လို့နော်အခုစိုက်ရွေးလုံနေကျွန်တော်လောက်ကင်နေကျွန်တော်တုံးနေလို့တော့ပြောကြနေဗျာကျွန်တော်အဲ့လိုဒီစော့တက်ဗျာ okay ကျွန်တော်ရဲ့ကြီးထွားတော့
Big là bóng gì là quá ngã nó bay khoe mà một nó bay khoe mà một bây giờ sụp bao mà quá ok oh nó là sai kia này rồi chỉ qua total luôn là vậy ok giờ giờ bài đấy chỉ qua phần chủ là mà cho bây giờ village để mua quả á oh wow ê wow lúc này nhiều nha lúc sẽ đi lo đi ta du da ôi nó chưa cái số bốc nào nó số này yeah baby bây mà nama thang out there nó CI gì à cái về hết giờ là mấy về hết giờ mà bố là lấy hết sẽ cũng là CI gì là cũng là rồi đông ăn để đó nó chú ya đừng to ra đừng vậy đó ok cho số ba đi nè mà lại mua lâu rồi đó ông nghe nằm bỏ mua là bỏ chết rồi nhỉ đó hả rồi oh wow有38岁研究了几百了就hả hả老讲鸡了的呢老讲鸡啥的呢鸡人了的鸡多我不了有人听见了鸡多赛听不了赛听不了别的多等有听见嘛那边等有听见嘛呢也有听见呢后来不录了没别的哦money sorry cho đi mà đi rồi dạ ê muốn vào là bị quá dạ ok cho nó nha là muốn chung được rồi cho nó you know those cái gì đó time đi đâu là mà nhưng mà Set the time to 193,000. what the hell Changing to clear weather. oh my god bên này em yêu đàn thôi là thôi ai mà đi no oh you know mình nhỉ rồi sao mà đi cho mai với tí đàn sai này vậy tí đàn sai này luôn nhau vậy cơ em sợ mà mai有可能就谁来想谁谁输了da melo si lo pumpkin lem da flower da flower da vai da pork da le si vera wow asai lem đi go asai mem đi yo sai chi mai ba yo ni bây giờ oh my god wow mai bro ta yo butata potato bro si cái mà rồi đã bread phải mà chứ pumpkin da also potato web potato bé à nó potato na no oh my god давай
ကျွန်တော်ဒီမှာအာလူရှိနေရတယ်မလားအာလူကြီးပေါ်များရောက်ကျွန်တော်စပါးကိုဒီကထားဆိုင်မယ်စပါးပါမုတ်တွေလို့ရဆိုပိုက်ဖြီရပြplan yeah nice bro nice ကျွန်တော်ရဲ့ကဘာစွမ်းကြီးဆုံးနဲ့ကျန်းစာပြောပြရင်စပါးရိတ်သိမ်းရမယ်စပါးရိတ်သိမ်းလို့ချိန်တန်ရမယ်အခုမှတတိရတယ်ကျွန်တော်ကျွန်တော်ခုမှတတိရတယ်ခဏကြောင်လေးပါလားလာကြောင်လိုက်okay ကျုပ်စပါးရိတ်တင်တိုင်းနဲ့ရိတ်သိမ်းရမှာမဟုတ်ဘူးဒီကော်ပြိုင်းနဲ့ဒီကော်ပြိုင်းနဲ့ရိတ်သိမ်းရမှာမဟုတ်ဒီကော်ပြိုင်းနဲ့မဟုတ်တိုင်းနဲ့မလားဟုတ်တယ်လားတိုင်းနဲ့မလားခဏဒါနဲ့နေရာချင်းတယ်လေဟုတ်တယ်မလားဝေးကျွန်တော်ပြန်ကြည့်ကြအောင်oh my god ဟုတ်လားမဟုတ်လည်းပြီးတော့ပါနော်မဟုတ်လည်းပြီး okay ကျွန်တော်ရဲ့စပါးတွေတီးနှံဖွင့်ဖြိုးနေတာကိုကျွန်တော်ကြည့်ပြီးပါတော့စပါးရိုက်မှုအချိန်တန်ပါစပါးရိုက်မှုအချိန်တန်ပြီဆိုတော့ကျွန်တော်ရဲ့ survivor လုပ်တင်နေ survivor လုပ်နေတော့ကျွန်တော် survivor ရပါလားဒီလိုပြပါဆိုတော့ရုပ်ပင်နဲ့အစားတော့ရောရပြီ hey yo ကျွန်တော်စပါးရိုက်တင်ပြီးပါဆိုတော့ဆန်စီပဲပါကျွန်တော်စပါးရိုက်တင်မယ်စပါးရိုက်တင်မှုအချိန်တန်ပြီ A few moments later. ဒီလိုလေးဟုတ်ရမလားဟုတ်တယ်ပဲ okay ကျွန်တော် water ကျွန်တော် water တော့ပုံလိုက်ဟုတ်ပြီ water ကုန်လည်းဘာကိစ္စမရှိပါဘူးနော်ရွာတာဒီမှာတော့ရွာလူကြီးတော့ဒီနေ့ဆိုင်ပဲကွာမယ် Huh? မကွာမင်းကဒီရွာနေမောင်းထုတ်မှာပါ မပေါ်တာလေ ရောတော့နော်ဒီဆိုတော့ဘေးရဆိုင်တဲ့လူဝင်မပါနဲ့ဆိုင်တဲ့လူဝင်မပါနဲ့စိုက်ပြိုးဒီမှာမောင်ကျော်ကြီးတကွာမဲပါရှာစားကြင်လားဟောချစ်တော့ချစ်သွားတယ်နောက်မှတော့အခုကစပါးရိတ်တင်းမလို့စပါးရိတ်တင်းမလို့မာနကြီးလို့တော့ထင်နေပြီငါစပါးမလို့တော့ပြောကျွန်တော်ရဲ့မင်းtrade ဖို့စိတ်ကူးရှိမင်းနဲ့ trade ဖို့စိတ်ကူးရှိတိုင်းနေလာမလို့တိုင်းokay ကျွန်တော် mouse ကိုအမှန်ကနေနေတယ်ဘာပဲမင်းတက်တယ်မှာမတက်တိုင်းတော့မဟုတ်တော့တိုင်းငါလည်းမတည်ဘူးမတက်တိုင်းမတည်ဘူးတိုင်းမနေရဒါလေးတော့မနေတော့ရချကျွန်တော်အခုပုံးပြီးဆိုရတော့မှခဏလေးပဲကျွန်တော်ချတော့ကျင်တော့ဒီလောက်ပဲထားရမှာနော်ဒါမှကျွန်တော်ကိုပိုင်ထားလိုက်ရမယ်ဗျကိုပိုင်okay ကျွန်တော်ဒီမှာ credit table မရှိဘူးဗျကျွန်တော်မှာ credit table မရှိဘူးဆိုတော့ကျွန်တော် credit table လောက်ကျွန်တော်အခု survivor ဘောနဲ့ဆောင်းနေပါဗျာရော credit table ကျွန်တော်လက်ထဲမှာဘာမရှိဘူးအခုကြတော့လက်ထဲမှာရှိ okay ဒါ survivor ဘောမဆော့တော့ဘူးဆိုတော့အတိုင်းပဲရှော့ပြောတာပါနည်းနည်းတော့ဆော့တတ်တာပါနော်မယုံအဲ့လိုပြောရင်ကျွန်တော်မယုံဒီလိုလာဒီလိုယူရမှာကွာတော့ကိုမနေနေရတယ်ကွာရပြီဒီမှာဒီလာထားလိုက် okay ဘိုက်ဖြီးလို့ရပြီငါ okay ဘိုက်ဖြီးလို့ရပြီဆိုတော့ကျော်ဒီမှာပဲ crafting table ထားတယ်ဒီမှာကျွန်တော်အိမ်တက်ဆောင်ရတယ်ဒီမှာဒါကိုကျွန်တော်အိမ်လောက်လိုက်ကောင်းမယ်နော်
ကဲရွာလူကြီးအိမ်နဲ့ထိုက်တန်နေတော့ဒီကျွန်တော်အိမ်ဆောက်လို့ရအိမ်ဆောက်လို့စိတ်ကြမ်းပါဟဲ့ကိုယ်ပိုင်တော့ပြန်ဆောင်မရပဲဒီမှာကျွန်တော်ငားနေရဗျာဟုတ်လားဒီမှာရွာလူကြီးရတယ်ကွာကိုယ်ပိုင်တော့မရှိတနာစရာလေးနော်ကဲကျွန်တော်အယုံလုံးထင်ရရင်တော့ဗျာအမျိုးထင်ရရင်တော့ခရစ်တီဝပြန်လုပ်မယ် A few moments later. ခရစ်တီဝပြန်ပြောင်းသွားပြီ Okay survivor one more လို့ဆိုတော့ကျွန်တော်ရဲ့မင်းအဲ့ဒီဆိုတော့ fire Okay ကျွန်တော်ရဲ့လိုအပ်တာတစ်ဖန်ပြန်မယ်ရောကျွန်တော်လိုအပ်တာတော့လိုအပ်တာတော့မင်းတို့ပါ Okay ကျွန်တော်ပါမောက်ဒီစားလာပါမောက်ကကောင်းတာပဲကွာကျွန်တော်တတားတွေပါတော့မြေကြီးနေပါလားအဲ့လိုမျိုးဆိုတော့ပါ Okay ပါyes အဲ့ဆိုတော့လောက်ပါနော်ကျွန်တော်ရွာသားကြီးမွေးရမှာပါကျွန်တော်ရဲ့အိမ်ရွာသားတွေမလာနဲ့တော့လေဓမားတွေလိုရောရတယ် Okay ဘာမလို့တော့မလို့တွားစရာရှိတော့ပါကွာတွားစရာရှိတော့အာယုံနောက်လေကွာစားရကျွန်တော်အိမ်တစ်ခုတည်းမှာခရင်တစ်ခုထားရဗျအဲ့ဆိုကျွန်တော်ဒီမဆိုင်အနာတွားလို့ရတယ်နော်တို့ဒီအင်ဂျင်မှာခရင်တစ်ခုထားမယ်တာဖာနေရတော့ကျွန်တော်ခုနတာဖာနေရကိုတွေ့ရတယ်ကလေးလေးကျွန်တော်မနက်ပိုင်းပြန်ပြောင်းမယ် Set the time to 217,000. Okay ကျွန်တော်အိမ်ဆောက်ပါကျွန်တော်အိမ်အကောင်းစားဆောင်ရတယ်ကွာbox တော့ရမေ box တော့ရ box မဲမလာနိုင်တဲ့ထိမှာလုပ်ရမှာပါရွာလူဘာပြောဆိုဗီဒီဂျာတွေအုံတော့မပေါ့ဗျာခင်ဗျားတို့ဒီမှာအုံတော့မပေါ့ကောတွေ့ရဲ့အိမ်ဆိုကောက်ဝင်တာဘာမှမကြည့်တွေ့နေဆိုတာမသိဘူး Okay ရော Okay ကျွန်တော်အိမ်ကိုစောင့်မယ်ကျွန်တော်အိမ်ရောကျွန်တော်ပြောရရှိရဲ့ဗျအဲ့ဆိုကျွန်တော် subscriber ထူးပြီပါဘာကြီးအဲ့ဒါကြောင့်လည်းကျေးဇူးထူးတင်ပါတယ်တို့ subscriber 50ဖြစ်ထောင်ဖြစ်100ဖြစ်ပြီပါလေကျွန်တော်ရဲ့ fan တွေကိုနော် Q&A ဖြစ်ဘာဖြစ်လုပ်ပေးပါမယ်ဒီဝေးမလုပ်ဘူးလားဆိုတော့ကျွန်တော်ဒီဝေးလို့ဖို့မန်နေမရှိပါဘူးအဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါကြောင့်မတို့ပြတာပါနောက်ကပတ်စံရလာကျွန်တော် giveaway ဖြစ်ဘာဖြစ်လုပ်ပါမယ်ဗျခုလုပ်ပါမှာဗျဒါလည်းကျွန်တော်ရဲ့ channel ကိုကြည့်ရှုအားပေးကြဖို့တောင်းဆိုကြပါတယ်ကျွန်တော်အိမ်ဆောင်နေပြောနေပါဟဲ့ Okay ကျွန်တော်အိမ်လေးကိုခန့်တော့လုပ်မယ်ရောOkay ဒီနေရာရောက်ဟိုမှာနေမထားတော့ဗျာရှုပ်လို့နော် Okay ရွာလာဘာဖြစ်လဲဘာလို့အဲ့လိုဒီမှာငါအိမ်ဆောင်နေလို့ကွာမအားတယ်နောက်မှပေါ့နောက်မှပဲမင်းတို့အိမ်လို့ကျင်လာလားဘာလဲပစ္စည်းလို့ကျင်လာလားအိမ်လို့ကျင်လာလားအိမ်ကနောက်မှတိုင်းနောက်မှပဲမင်းယူရတော့ကွာကိုငါအိမ်ကစောင့်နေတိုင်းနောက်မှခုနလေးခဏလေးတိုင်းဆိတ်လျှော့ချေကိုချေဆိုတာဆိတ်လျှော့တော့တော့ဗျာအိုးဒီနေ့မှမှန်ထားတယ်ကောင်းပါနော်မိုက်ရကဲမိုက်ရတကယ်ကျွန်တော်တကားထားမယ်နားမှာမှန်ထားလို့ရတယ်တကားဆိုโอ้เจ็บမိုက်တယ်ဗျာ
ဘယ်အောင်မလို့ကျွန်တော်တော့တကယ်ကြိုက်နေတယ်အဲ့လေတော့အိမ်မှာတခါလေအပြူလူပြပြပြအပြူကမကောပြီပါဟေးဟေးโอเคကျွန်တော်ဒီမှာ chat ကိုကျွန်တော်အိမ်ကြည့်ထားမယ်ပြီးတော့ crafting table အဲ့ဒါမလား crafting table လို့ရမလားလူပါလေနော်လူတော့ပြောပါဟေးဟာဘေးဘာလို့ငါအိမ်ကြီးအထုတ်ဝင်လို့လားအကွာကောင်းနေတော့အော်ကျွန်တော်ဒီအိမ်ကားနဲ့မလုပ်ဖြစ်မလုပ်တင်ဘာလို့မလုပ်တင်ရလဲဆိုတော့ဒီကောင်တွေကဖောက်ဝင်ရတဲ့ဒီခါဒီလေးအားမတူရမှုပြင်အောင်ဘုံအိတ်တာအဲ့တော့အမြင်ကတ်လို့ကျွန်တော်အမြင်တော့ရန်ကတ်လို့ဘူးမှကျွန်တော်ဒီတကိုက်ထားโอเคအားဘလို့ဖွင့်မလဲဆိုတော့မင်းလည်းတကောက်ခလုံးနဲ့ပွင့်လာဆိုတာဒီမှာဟောဒီတကောက်ခလုံးနဲ့ပွင့်โอเคကျွန်တော်ခလုတ်ကိုဒီပေါက်စားနဲ့လုံးကောင်းလားပေါက်စားနဲ့လုံးကောင်းလို့ရဒီဒိုင်းနဲ့လုံးမကောင်းလားအဲဆိုရအပေါ်ဆိုရအောက်ချက်ဟုတ်တယ်မလားအာရโอเคရတော့ဟဲ့ဟုတ်ပြီပါဟဲ့ဟဲ့ဟုတ်တယ်ပါno รู้ရကွာ A few moments later. ဆိုတော့ဒီလိုကိုကျော်ကျမဒီကထားမယ်တော့ဒီကိုင်းနဲ့အုံလောက်ချောင်းနေဗျာမိုးရွာလာပြီမိုးရွာလည်းပန်းပြောင်းတော့ဟာကွာဝင်တော့ရပြီဟိုရပြီလောက်ဆိုရရင်โอเคနော်အတိုင်းမြင်နေဒီဆိုပါပြီဒီဗီဒီယိုကြည့်ရှုအားပေးကြတဲ့ညီကိုဒါမှမဟုတ်ညီမဒါမှမဟုတ်ကိုကြီးဒါမှမဟုတ်အမသူနဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာကျွန်တော်ဗီဒီယိုကြည့်သွားရင်လည်း subscribe လုပ်ပြီးကြောက်မပြချပါနဲ့အားတော့လုပ်တဲ့အတွက်ကျွန်တော်ဗီဒီယိုတင်ဖို့ state တွေအားတွေပြီးသွားပြီပါတယ်ဒီဗီဒီယိုတော့ပါမယ်အားရပါကြ